ကျမနာမည်ကဒေါခင်မာရှူပါကျမရဲ့တက်က59နှစ်လာတာကတော့အုတ်တွင်းမြို့နယ်ညောင်ချီတောင်မြို့ပါခံစားနေရတာတော့တစ်နှစ်လောက်တော့ရှိပြီပေါ့မခွဲခင်ရရှိတော့ကလေးကလမ်းသွားရင်မတည့်ဘူးထော့နဲ့လေးဖြစ်နေတယ်အဲ့ဒီခံစားချက်ရှိတာပေါ့ပြီးရင်လက်ဆွေးရုံကကြတော့ကျမအကူလေကျမကလိုင်းပုံကနေတွေ့တော့ကျမကိုဒီစေးရုံမှာပြီးရင်လက်ဆွေးရုံမှာစေးကူရင်အဆင်ပြေတယ်ဆိုပြီးကျမကိုပြောတာပါယုံကြည်စိတ်ချရလို့ပါကျမစိတ်ထဲမှာယုံကြည်စိတ်ချမှုရှိလို့ရွေးချယ်လိုက်တာပါဆရာဝန်ကြီးတင်နဲ့တွေ့ဆုံတဲ့အချိန်မှာတော့ကျမတော်တော်စိတ်ချမ်းသာပါတယ်ဟုတ်ကဲ့ခွဲကန်းဝင်မယ်နေညမှာတော့ကျမနည်းနည်းတော့ကြောက်ပါတယ်ခွဲပြီးတော့ပြန်ထွက်လာတဲ့အချိန်ကျတော့ကျမစိတ်ထဲမှာပေါ့သွားတာပေါ့နော်ဟုတ်ကဲ့ပြို့တာပေါ့တာအာနာလို့မျိုးမှမရှိဘူးနာကျင်တာလည်းမရှိပါဘူးပထမနေ့ကကျတော့လမ်းမလျှောက်ရသေးဘူးဒုတိယနေ့ကျတော့လမ်းစားလျှောက်တယ်ထမင်းစားတယ်အဲကြတော့သူနာလူတွေရတယ်ဖိမကူညီတော့အားလုံးအဆင်ပြေပါတယ်စေးရုံဝင်တန်းနေစကပြန်နေဆရာဝန်ကြီးတွေကအရန်သဘောကောင်းပါတယ်ဟုတ်ကဲ့ကျမညွှန်ပါမယ်ကျမရောက်တာနဲ့လာမေးတဲ့လူနာတွေကျမကိုလူလာနာမိသူကျမရဲ့မိတ်ဆွေများအားလုံးကောင်းတဲ့အကြောင်းကျမဒီစေးရုံဒီရင်စေးရုံကိုလူညွှန်ပါမယ်ဒုနာနေတဲ့ဒုနာတွေကိုအကြံပေးချင်တာကတော့ခံစားနေမဲ့အစားခွဲစိတ်လိုက်ရင်ပိုပြီးကောင်းပါတယ်လို့ကျမအကြံပေးချင်ပါတယ်